တော်တော်များများမြင်ပူချလိမ့်မယ်ပေါ့နော်တချို့အမျိုးသမီးလေးတွေကလှတာထက်ပိုတဲ့ဒီဆွဲဆောင်မှုမျိုးတစ်ခုရှိတယ်ပေါ့နော်သူတို့ကိုကြည့်လိုက်တာနဲ့ဟိုအနောက်ကိုခြေတလန်းဆုပ်ပြီးတော့ရှိန်ဝါလောက်တဲ့အထိ power and ဒီ mystery ဆိုတဲ့အရာမျိုးသူတို့ရဲ့အလှနဲ့ပေါင်းစပ်ထားတဲ့ energy မျိုးကိုပိုင်ဆိုင်တဲ့သူမျိုးပေါ့နော်အဲ့လိုမျိုး energy ကို siren energy လို့ခေါ်ပါတယ်ဒီနေ့မှာတော့ Amy ကအမျိုးသမီးတော့အမျိုးသမီးပဲဒါပေမဲ့ကို control လုပ်နိုင်တယ်တခြားသူရဲ့ control အောက်မှာမနေဘူး show ဝက်ဆန်ကျဲတဲ့ mysterious ဖြစ်တယ်ပေါ့နော်နောက်ပြီးတော့ဘသူ့ပေါ်မှာမိခိုးမနေဘဲနဲ့ independent ဖြစ်တဲ့ women တွေအတွက်လိုက်ဝဲလို့ရမယ် fashion style aesthetic လေးတစ်ခုအကြောင်းပြောပြချင်ပါတယ်ပြင်သစ်လို့ဆိုလို့ရှိရင် femme fatale လို့လည်းခေါ်တယ် Amy ဒီအတန်ထွက်ကလေးနည်းနည်းလွဲရင်လွဲနေမယ်ပေါ့နော်ဒီစလုံးလေးပါပြီးတော့ဒီ dark feminine aesthetic လို့လည်းခေါ်ပါတယ်ဆိုတော့ dark feminine aesthetic လို့ဆိုလိုက်တာနဲ့ဒီ Pinterest မှာပဲကြည့်ပေါ့နော် Google မှာပဲကြည့်နောက်ပြီးတော့ဒီ new feed တွေမှာတက်လာလို့ပဲကြည့်ပေါ့နော်ပထမဦးဆုံးအမြင်သာဆုံးကတော့သူ့ရဲ့ဒီ color tone ပေါ့နော်အမဲရောင် color tone တွေနောက်ပြီးတော့ siren makeup look တွေပြီးတော့ confidence အပြည့်နဲ့အကြည့်စူးစူးတွေကတော့ဒီ style aesthetic ရဲ့အသက်ပါပဲဒီနေရာလေးမှာ Amy ပြောပြချင်တာကတော့ international ကဒီ icons တွေ celebrities တွေနောက်ပြီးတော့ဒီ moviesရုပ်ရှင်ကားတွေထဲမှာကြည့်ရဆိုလို့ရှိရင်သူတို့တွေရဲ့ color palette တွေသူတို့ဝတ်ဆင်တဲ့ costume outfit theme တွေကမတူကြဘူးပေါ့နော်အဲ့လိုမျိုးပဲအခုဒီ aesthetic ထဲကိုဝင်အောင်ဝင်မယ်ဆိုလို့ရှိရင်ဒီ key points တွေရှိတယ်တကယ်လို့ကိုအနေနဲ့အဲ့ဒီဟာကို embody လုပ်ပြီးတော့ live ဝတ်မယ်ဆိုလို့ရှိရင်တော့ Amy အခုပြမယ့်ဟာလေးတွေကိုသိထားသင့်ပါတယ်အဲ့ဒါကတော့ပထမဦးဆုံး color palette ကိုခရူးစားရပါမယ်အဲ့တော့သူ့ရဲ့ color palette ကအဓိက main ကအနက်ရောင်အမဲရောင်မှာအနက်ရောင်ကြိုက်တဲ့သူတွေအတွက်တော့သတင်းကောင်းပေါ့နော် Amy ခဏပြောသလိုပဲဒီ international မှာက fashion style တွေမှာသူတို့ရဲ့မတူညီတဲ့ theme တွေ vibe တွေရှိတယ်ပေါ့နော်အနက်ရောင်ဆိုတဲ့ဟာမှာလည်းအတိတ်ပဲရှိတယ်အနက်ရောင်ဆိုတဲ့ဟာကဒီလျှို့ဝှက်ဆန်းကျဲတဲ့ power ရှိတယ်ဆိုတဲ့ဟာကိုပြတယ်ပေါ့နော်နောက်ဒီ pop color အနေနဲ့ထည့်သွင်းဝတ်ဆင်လို့ရတဲ့အရာကတော့အနီရောင်ပါဆိုတော့အနီရောင်ရဲ့သဘောကလည်း fashion ရှိတယ်နောက်ပြီးတော့ feminine ဆိုတဲ့ဟာကိုစားပြုတယ်ဒီ empowermentကိုလည်းပြောတယ်ပေါ့နော်ဆိုတော့ဒီအယောင်လေးတွေကိုတွဲဆက်ပြီးတော့ဝတ်ဆင်လို့ရတယ်နောက်ပြီးတော့ဒီ style ရဲ့ key point နောက်တစ်ခုကတော့ beauty ပေါ့နော်အလှတရားကိုစားပြုတဲ့အတွက်ကြောင့်မလို့ဒီအမျိုးသမီးရဲ့အလှ body ပေါ့နော်ခန္ဓာကိုယ်ပုံစံလေးကိုပေါ်လွင်အောင်ဝေးရပါမယ်နောက်ပြီးတော့ဒီ bold lip ပေါ့နော်နှခမ်းနီအနီရောင်ရဲရဲကိုလည်းဆိုရဲရပါမယ်နောက်ပြီးတော့ဒီတောင်းမြင့်နေနေပေါ့နော်အဲ့လိုဟို power တစ်ခုရှိတဲ့အမျိုးသမီးဆိုတဲ့ vibe ကိုဖော်ညွှန်းတဲ့အတုံးဆောင်နေနဲ့အဲ့လိုမျိုးဟို styling လုပ်ရပါမယ်အခုဆိုလို့ရှိရင်လဲ siren look တရားအရန်ဟိုမှာ trend ဖြစ်နေတယ်ပေါ့နော်အဲ့ဒါက dark feminine aesthetic ထဲမှာပါတယ်ပေါ့နော်အဲ့လိုမျိုး makeup look လေးတွေလိမ့်တဲ့ jewelries တွေမှာဆိုလို့ရှိရင်တော့ gold ထက်ဒီ silver ကိုပို့ပြီးတော့သုံးကြတယ်ဘာဖြစ်လို့လဲဆိုတော့ဒီ silver ကကြတော့နည်းနည်း အေးဆက်တဲ့ခူးတုံးဖြစ်တဲ့အတွက်ကြောင့်မလို့နည်းနည်းခိုးဖြစ်တဲ့ဆိုတဲ့ energy မျိုးကိုသူကပေးတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဒီ aesthetic မှာတော့ silver jewelries လေးတွေကိုဝတ်သင့်ပါတယ်နောက်ပြီးတော့ကိုက high visual weight ရှိတဲ့သူပေါ့နော် high visual weight ရှိတယ်ဆိုတဲ့ဟာကကိုယ့်ရဲ့မျက်လုံးကအရန်ကိုထင်းပြီးတော့ပေါ်လွင်တယ်ကိုယ့်ရဲ့နာဒန်လေးတွေကပေါ်လွင်တယ်ဒီမေးရိုး jaw line တွေကလည်းအဲ့လိုထင်ရှားနေတဲ့သူတွေအနေနဲ့ဆိုလို့ရှိရင်လည်းဒီ aesthetic ကိုရွေးချယ်မယ်ဆိုရင်တော့ပို့ပြီးတော့ light ဖက်နေမှာဖြစ်ပါတယ်Amy တို့တွေကfashion style တခုအကြောင်းပြောတဲ့အခါမှာ inspire ယူဖို့အတွက်ဒီ iconic တွေကိုလည်းကြည့်ရမယ်ပေါ့အဲ့ထဲမှာAmy အရင်သဘောကျတဲ့ dark feminine aesthetic လို့ပြောလို့ရတဲ့ဒီ iconic 3ယောက်ရှိတယ် Mia Goth ရယ် Lana Del Rey ရယ် Megan Fox ရယ်ပေါ့နော်ဆိုတော့သူတို့ရဲ့ aesthetic လေးတွေကိုကြည့်လိုက်တာနဲ့ Amy ပြောချင်တဲ့သဘောကိုသဘောပေါက်လိမ့်မယ်လို့ထင်တယ်သူတို့တွေရဲ့ရိုက်တဲ့ရုပ်ရှင်တွေဥပမာ Mia Goth ဆိုလို့ရှိရင်X တို့ Par တို့ကားထဲမှာသူကအရင်နာမည်ကြီးရယ်လीเนาะဘာလို့လဲဆိုရင်အပြစ်ကင်းစင်တဲ့ပုံစံမျိုးလေးရှိနေပြီမဲ့သူကခေလာလောက်တယ်ပေါ့เนาะတစ်ဖက်မှာလည်းဒီ main ကလေးပဲဒါပေမဲ့ dangerous ဖြစ်တယ်ဆိုတဲ့ vibe မျိုးကိုပေးတယ်ပေါ့เนาะဒါကတော့ Mia Goth ပေါ့ Lana Del Rey ကိုAmy အရင်ကြိုက်တဲ့အချက်ကသူ့ရဲ့ soft power ပေါ့เนาะသူစပင်လေးတစ်ချက်ရင်လိုက်တာအစားအကြည့်လေးတစ်ချက်ကအစားလုံးဝအောင်မှဆဲဆောင်မှုရှိတယ်ပေါ့နော်သူကစကားများများမပြောဘူးဟိုအော်ဟစ်ပြီးတော့ငါပါဆိုတဲ့ဟာကိုမပြဘဲနဲ့သူ့မှာအဲ့လိုဆွဲဆောင်မှုတစ်ခုအရင်ရှိတယ်ပေါ့နော်အားလုံးရဲ့အချစ်တွေကိုအပိုင်သိမ်းထားတဲ့သူပေါ့နော်ဆိုတော့လှလှလေးနဲ့စလေးတဲ့ပုံစံမျိုးပေါ့
နောက်တစ်ယောက်ကတော့ Megan Fox ပေါ့နော် Jennifer's Body ရုပ်ရှင်ထဲမှာသူအရင်နဲ့မယ်ကြီးတယ်သူလည်းအဲ့လိုပဲလှပြီးတော့သူလည်းခေလာပဲပေါ့နော်ဆိုတော့လှပြီးမဲ့ dangerous ဖြစ်တယ်ဆိုတဲ့ dark feminine vibe ကိုသွားတဲ့ပုံစံမျိုးတွေပေါ့နော်ဆိုတော့သူတို့တွေရွေးချယ်တဲ့ style တွေကလည်းအဲ့လို gothic တို့ edgy တို့အဲ့လို dark feminine aesthetic တွေပဲများပါတယ်ဒါလေးကတော့ကိုကဒီ iconic အနေနဲ့ဒီ style မှမဟုတ်ဘူးတခြား style တွေကိုလည်းကိုကလိုက်ပြီးတော့ဒီလိုမျိုးကြည့်ကျင်နေဆိုလို့ရှိရင် inspire လုပ်လို့ရတဲ့ဆိုတဲ့အကြောင်းလေးကိုအင်မီယာ share လုပ်ပေးတာပါဆိုတော့အင်မီယာဒီ aesthetic လေးကိုပို့ပြီးတော့မြင်သာအောင်လို့ပုံလေးတွေနဲ့ထပ်ပြပေးထားတယ်ပေါ့နော်ဒီမှာကြည့်လိုက်တယ်ဆိုလို့ရှိရင်လည်းဒီ makeup ကလုံးဝ sharp and dark ဖြစ်နေတယ်ဒီ makeup look မျိုးတွေနောက်ပြီးတော့ leather jackets တွေ corset တွေ tailor suits တွေနဲ့ကိုယ့်ရဲ့ body ကိုအသားပေးပြီးတော့ပေါ်လင်အောင်ဝတ်ထားတဲ့ style မျိုးတွေများတယ်ပေါ့နော်အဲ့တော့ fashion style type တစ်ခုကအင်မီတို့ဒီ Pinterest ကနေပြီးတော့ outfit လေးတစ်ခုကို inspire ယူပြီးတော့ live ဝတ်တာထက်သူ့ရဲ့အနောက်ကွယ်မှာအခုလိုမျိုးအတိတ်ပဲတွေအများကြီးရှိတာပါဒီလိုမျိုးဘယ်လိုပြောမလဲကိုနဲ့ကြိုက်တဲ့ personalities တွေ identities တွေနဲ့ဒါကိုက်ညီနေတဲ့ style မျိုးဆိုလို့ရှိရင်တော့ဒါပို့ပြီးတော့အတိတ်ပဲရှိမယ်လို့ထင်တယ်အဲ့ဒါကြောင့်မလို့အင်မီကဒီ femme fatale လို့ပဲခေါ် dark feminine aesthetic လို့ပဲခေါ်ဒီ style လေးရဲ့ဒီ essence လေးကိုပြန်ပြီးတော့ရှင်းပြခြင်းနဲ့ဒီ style ရဲ့အတိတ်ပဲကနံပါတ်1ကတော့အလားတရားကလက်နဲ့ပဲတဲ့ beauty as a weapon ပေါ့နော်သူတို့တွေကရုပ်ရည်ဆွဲဆောင်မှုကိုအသုံးချပြီးတော့လိုချင်တာကိုရအောင်ယူတတ်တယ်သူတို့တွေရဲ့အလားပေါ့ပါအလားမျိုးမဟုတ်ဘဲနဲ့မြင်လိုက်တာနဲ့တင်လုံးဝဒီချိန်ပြီးတော့ power တစ်ခုရှိနေတယ်လို့မျိုးဒီ beauty မျိုးရှိတယ်နံပါတ်2ကတော့ဉာဏ်ပညာပေါ့နော် intellectual femme fatale ဒီ dark feminine တူကရုပ်လာယုံနေမကဘဲနဲ့ညံလည်းအရင်ကောင်းကြပါတယ်။သူမကဘာစဉ်းစားနေတာလဲဆိုတဲ့ဟာကိုဘယ်သူမှခန့်မှန်းလို့မရအောင်လျှို့ဝှက်တက်ပြီးတော့အချင်းကြီးအရရက်ကိုသူ့ရဲ့လက်ခုပ်ထဲရေးလိုမျိုး manipulation နဲ့လုပ်တတ်ပါတယ်။နံပါတ်3ကတော့ independent ပေါ့နော်။သူမကဘယ်သူ့အပေါ်မှာမိခိုလေးမရှိဘူး။ကိုယ့်ချစ်တော်ပေါ်ကိုရက်ပြီးတော့ကိုယ့်ရဲ့ကံကြမ္မာကိုကိုယ်တိုင်းဖန်တီးတဲ့သူမျိုးဖြစ်တယ်။ဒါလေးတွေက dark feminine aestheticတကယ်ဒီအမြင့်ဆုံးidentities တွေပေါ့နော်ဒါဆိုလို့ရှိရင်အင်မီပြပြသွားတဲ့ဒီ style လေးကိုဘယ်လိုမျိုးမြင်လဲကို့အနေနဲ့ရောဒီလိုမျိုး identities ရှိပြီးတော့ဒီလို fashion style ကို embody လုပ်ချင်နေသူလားတကယ်လို့ကိုကအမျိုးသမီးတော့အမျိုးသမီးပဲmasculine လို့မျိုးဝစ်စားပြီးတော့ကိုယ့်ရဲ့ဒီအမျိုးသမီးဆန်တဲ့ site ကိုမဖော်ပြခြင်းဘူးဒီ soft ဖြစ်တဲ့ site ကိုမဖော်ပြခြင်းဘူးဆိုလို့ရှိရင်တော့အင်မီထင်ပါတယ်ဒီ style က for youဒါဆိုလို့ရှိရင်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအခုလိုဗီဒီယိုလေးတွေအတွက်လည်းအင်မီရဲ့ channel လေးတွေဖြစ်တဲ့ Facebook, Instagram, TikTok, YouTube channel လေးတွေကိုလည်း like and follow, subscribe လေးတွေလုပ်ခဲ့ပေးပါအောင်เนาะဘာလို့လဲဆိုတော့အင်မီကနောက်ပိုင်းမှာသူ့ channel အလိုက်မတူညီတဲ့ content လေးတွေကိုတင်သွားမှာဖြစ်လို့ပါဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့သူအားလုံးအများကြီးချစ်ပါတယ်နောက်ဗီဒီယိုလေးတွေနဲ့ပြန်ပြီးတော့တွေ့မယ်เนาะတတား